ASMR လေးဖန်တီးပေးမယ်နော်ပြောစရာရှိလားပြောလေဒီနေ့တကြံအပြင်တွေသွားတဲ့အခါကျရင်ကြည့်ဆိုင်ပြီးတော့သွားကြနော်တဘာဝဘေးတွေကပါမယ်မသိဘူးပြင်နေသွားရင်ကြည့်ဆိုင်သွားကြပါရှည်လေးတောင်းမလားအရာဝင်ကန်နေရှည်အီလေးတောင်းမယ်နော်ရှည်လေးကိုညာအရာဝင်ကန်နေကြရင်ရှည်လေးတစ်ခွက်တောင်းမယ်မနေ့နိုးရင်ရှည်လေးတစ်ခွက်တောင်းမယ်နော်โอเคရှည်တိုင်းမယ်နော်ရှည်လေးတောက်ပြီးသွားပြီဆိုတော့အမောပြေတာအမောပြေရောဒီတကြံမှာဘာလဲမယ်ဆိုရင်ညီလေးရန်ပူတယ်နီကာလေးတွေလည်းလင်းကြနော်ကျမရေလေးကယူဆိုင်ကြပါရေဒီဆော့ပြီးရင်လည်းစီတောက်ဖို့မမေ့နဲ့နော်တဘာဝပေးရလဲယုံကြည်လို့မရတဲ့အတွက်ကြောင့်မို့ဖြစ်နိုင်ရင်အများတတိလက်လို့မနေပဲနဲ့ပေါ့နော်အရန်ပျော်ပါလုံးပြီးတတိလွတ်မနေပဲနဲ့တတိကပ်ပြီးတော့ပျော်ပါလေပါပေါ့နော်ပြောရှင်တာဘာပဲလို့ကယူတဆိုင်လေးနဲ့လုပ်ပြီးတော့သွားကြပါရှင်နားတော့ဘယ်မှမသွားပဲနဲ့ကိုယ်ခန်းလေးဒီမှာပဲညစ်ပြီးတော့နေလို့ပြင်သွားရင်တော့ပစံလေးလေးပုံနေနေရာလေးအရှမ်းပူတယ်ပေါ့နော်နောက်ထပ်တစ်စုံလေးထပ်ပြီးတော့လေးထားတယ်တကြံမှာသွားလေတော့မယ်ဆိုရင်နေကားလေးလိမ့်မမင်းနေတော့ဒါတော့ဒီခရင်ရဲ့နေကားလေးသူကအသားကိုချက်ချင်းဖြူစေတဲ့နေကားလေးရေဆူရွှေဆူခံနေပေါ့နော်ဒါလေးလေးလိမ့်ပေးဖို့မမင်းနေတော့သူကအများကြီးလိမ့်စရာမလိုတာအရင်ကြီးများသွားပြီနည်းနည်းလေးလိမ့်တာနဲ့ကိုရပြီအမဒီကားလေးလိမ့်နိုင်ပြီဆိုရင်အသားရည်ကတစ်ဖက်နဲ့တစ်ဖက်မတူတာလေးပေါ့နော်ကဲလိမ့်ပြီးမယ်နော်ဒါကတော့လက်ရောကိုယ်ရောအကုန်လုံးလိမ့်လို့ရရနော်မျက်နှာမှာလည်းနေကလိမ့်ပေးရမယ်နော်ဒါပေမဲ့ဒီနေကတော့မဟုတ်ဘူးတခြားနေကလေးဆန်ခရင်လေးလိမ့်ပေးရမယ်နော်တကြည့်လာတဲ့ခါကျရင်အမေဆက်တွေတင်းလေးတွေဖြစ်တတ်ပါတယ်တကြံလာမှာအ
ပြောတွေအပါတွေအပြင်တွေသွားရင်တော့ဂယုစိုက်ပါရှင်ကားစီးတဲ့အခါကားမူတက်တဲ့သူတွေရှိလားနဲ့လူလီကားပေါ်တက်လိုက်တာနဲ့ကားမူတက်လားကားမူတက်တဲ့ဆိုရင်ကားမူစီလေးဝယ်တောက်ထားနော်စီအရင်မကြည့်ဘူး7-11မှာရှိရနော်မဝယ်တက်တဲ့သူတွေဆိုရင်ဒီပါဒါမျိုးလေးသူမလေးတစ်လုံးလောက်တောက်ထားလိုက်ကားပုံလီနဲ့လီပုံလေးလီရင်ပြန်ပုံရဲ့ကားပုံရဲ့သူပြထားတယ်ဒါလေးကိုဝယ်ကားစီးတဲ့အခါကားမူတက်တဲ့သူတွေပေါ့နော်ဒါလေးတွေဆောင်ထားနော်ကားမူကအလေသွားပြီးမှကားမူသွားရင်တော့လေရတာတိတ်ပြီးတော့မလန်းတော့ဘူးတိတ်ပြီးတော့မပြောတော့ဘူးပေါ့နော်ပြောပါလိလေရှင်နေဆိုရင်ကားမူတာလေးကားမူစီလေးတောက်သွားပေါ့နော်ရှင်လေးတာများတော့လို့ဖြူတာတရေမလည်းဖြစ်သွားပြီသူကချက်ချင်းဖြူတဲ့ဟာမျိုးလေးဒါလေးရင်တော့ကြည့်ရမစိုးဘူးเนาะပြင်ပါလေပြင်ပါလို့ညနာတောင်ဖြူသွားပြီမလေးနီရွေးကာတာမဟုတ်တော့လှပါကာသွားပြီလားမသိလိမ့်ရရမ်းများသွားမူတဲ့စီကားမူတဲ့စီတောက်ပြီးသွားပြီဆိုရင်ရှူစီလေးပါဆောင်ထားနော်အခုရှူစီလေးကခုတင်ချင်းနဲ့ညပြီးဝယ်ရှင်နေဆိုရင်7-11မှာတစ်ခုဝင်တစ်ခုလက်ဆောင်ရတယ်ဆိုပဲပေါ့နော်ဒါကတော့ဝယ်ရတာမဟုတ်တစ်ခုပဲတစ်ခုလက်ဆောင်ဝယ်တဲ့အမကတစ်ခုပေးလာတာရှူစီလေးလည်းဆောင်ထားနော်ဆိုရင်ပေးတော့ရှူစီလေးကပါရတယ်ရှူစီလေးမပါရင်ကတော်တော်မူလို့ပေါ့နော်ဒါကတော့နဲ့ပေးတဲ့တချင်ဘန်လက်ဆောင်လေးပါရှင်တချင်ဘန်လက်ဆောင်လေးကိုအားလုံးတိတ်လေးတို့အားလုံးကိုပေးပါရနော်တကြံမှာပျော်ရွှင်ခြင်းနဲ့ကျန်းမာခြင်းတွေနဲ့ပြည့်စုံကြပါစေရှင်တိုင်းနိုင်ငံမှာနေတဲ့တိတ်လေးတွေဘယ်နေ့မှအလုပ်ပိတ်ကြလဲဘယ်နေ့မှအလုပ်ပိတ်ကြလဲနိုင်ကတော့တစ်ပတ်ခါဆိုရင်အလုပ်ပိတ်ပြီးအလုပ်4 ရက်ပိတ်ပါတယ်ပြီးခဲ့တဲ့နေ့ကအလုပ်1 ရက်ပဲအလုပ်3 ရက်ပဲပိတ်တယ်ဒီနေ့ကျတော့အလုပ်4 ရက်ပိတ်တယ်တတိမကအပူလေးပေါ့နော်ဘာပဲဖြစ်နားစိတ်ရှင်နေဆိုတဲ့စိတ်နဲ့ဒီမှာပြင်လာတနေ့တိုင်းမပြောတဲ့အခါဘာလုပ်လဲစိတ်ညစ်စရာတွေစိတ်ရှုပ်စရာတွေရှိရင်လိုင်းပေါ်မြေတင်တက်တဲ့သူတွေရှိလားအဲ့ဒီထဲမှာလည်းပါတယ်ဘာပဲဖြစ်လိုင်းပေါ်တင်တာပေါ့နော်စိတ်ကြတဲ့ရွေတော့ဆိုရင်လိုင်းပေါ်မှာသမင်းစားတာအစားအိမ်သာသွားတာအဆုံးအလိုလေးတင်တက်တဲ့သူတွေရှိလားပေါ့နော်ဒီနောက်ပိုင်းမှာကိုယ့်ရဲ့ပြဿနာတွေကိုစာရွက်လေးဖြစ်စာအုပ်လေးတွေဖြစ်ရေးချတာကပို့ပြီးတော့တင်တော်ပါတယ်ရှင်တချို့ကိုယ့်ရဲ့စင်မပြေခြင်းတွေကိုယ့်ရဲ့နာကျင်ခြင်းတွေကိုယ့်ရဲ့မရှိရင်ရှိခြင်းတွေကတစ်ဖက်လူအတွက်စိတ်အနှောက်အယှက်ဖြစ်တယ်ကိုဘက်ကပေါ့နော်ဒီတိုင်းရိုးလေးပဲဖြစ်ပေမဲ့ကိုယ်သဘောမကျမနစ်တဲ့သူတွေကတော့